ဖျားပန်းကတ်တဲ့သူတွေဟာအကျိုးတရား၅မျိုးရရှိစေပါတယ်အကျိုးတရား၅မျိုးကဘာတွေလဲဆိုရင်၁ရုပ်အစင်းအင်္ဂါလှပခြင်း၂တင်းပြန့်မှုကြိုင်သောကိုယ်ရနံ့ရှိခြင်း၃နတ်လူတို့ချစ်ခင်ခြင်း၄ဂုံတရင်ကြော်စောခြင်း၅စိတ်ချမ်း